တိရစ္ဆာန်ဆေးကုဆရာဝန်တယောက်ဖြစ်ချင်သလားတိရစ္ဆာန်ဆေးကုဆရာဝန်တယောက်ဖြစ်ဖို့ဘာတွေလိုအပ်တယ်ပေါ့နော်ကျွန်တော်ဒီချောင်းတက်ရချင်းရအားသာချက်တွေနဲ့ကျွန်တော်တို့ဒီချောင်းတက်တဲ့အခါမှာရင်ဆိုင်ကြုံတွေ့ရမယ့်အခက်အခဲလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီချောင်းကိုမရွေးချယ်တင်မှာဒီချောင်းရဲ့သမိုင်းချောင်းလေးကိုတည်ထားတဲ့လေတည်ထားတဲ့လေဆိုတာတည်ထားရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်1950ခုကလေးကရန်ကုန်တက္ကသိုလ်မှာတိရစ္ဆာန်ဆေးကုပညာမဟာဌာနဆိုပြီးတော့စတင်ပြီးတော့ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့1964ခုနှစ်အရောက်မှာတော့ရန်ကုန်တက္ကသိုလ်ကနေအင်းစိန်ဘက်ကိုပြောင်းလာခဲ့ပါတယ်အဲ့မှာတော့တိရစ္ဆာန်မွေးမြူရေးနဲ့ဆေးကုသားရေးတက္ကသိုလ်ဆိုပြီးတော့ပြောင်းလဲခေါ်တွင်ခဲ့ပါဖြစ်ပါတယ်ဒီလိုနဲ့1981ခုနှစ်နောက်ပိုင်းအစပြီးတော့လက်ရှိနေတဲ့နေပြီးတော့ဇေယျသီရိမြို့နယ်ရင်းစင်းရွာမှာစတင်ပြီးတော့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်1990ခုနှစ်နောက်ပိုင်းအစပြီးတော့အခုကျွန်တော်တို့မြင်တွေ့နေရတဲ့မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဆိုပြီးတော့ပြောင်းလဲခေါ်တွင်ခဲ့တာပဲဖြစ်ပါတယ်ဘွဲ့အနေနဲ့ဆိုရင်လည်း BVSC ပြီးတော့2014ခုနှစ်နောက်ပိုင်းအစပြီးတော့ဒီတိရစ္ဆာန်ဆေးပညာဘွဲ့6နှစ်တင်တန်းကို DVM ဆိုပြီးတော့ပြောင်းလဲခေါ်တွင်ခဲ့တယ်မွေးမြူရေးပညာဘွဲ့ဆိုပြီးတော့4နှစ်တင်တန်း Bachelor of Animal Science ဆိုပြီးတော့ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်ဖြစ်ပါတယ်ခင်ဗျာတက္ကသိုလ်ရဲ့တမိုင်းကျောင်းတွေတည်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီကျောင်းကိုဘာလို့ရွေးချယ်တင်တာလဲမြန်မာနိုင်ငံမှာတစ်ခုပဲရှိတဲ့တက္ကသိုလ်ပဲဖြစ်ပါတယ်ဆိုလိုတာကတိရစ္ဆာန်ဆေးကုဆရာဝန်တယောက်ဖြစ်ချင်နေဆိုရင်မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှာတက်မှကိုရမှာပါတကျောင်းတည်းရှိတော့အနေနဲ့ရမြန်မာနိုင်ငံတည်တည်ရရှိတဲ့ကျောင်းသားကျောင်းသူတွေကဒီမှာပေးလာတက်ရတယ်ဆိုတော့တိုင်းသားပေါင်းစုံတွေနဲ့ကြုံရတယ်သူတို့ရဲ့အသိပညာဘ ഹു တုရတွေချင်းပလေလို့ရတာအတွက်ကြောင့်မလို့အမြင်လေးပူချေပါတယ်ခင်ဗျာကျောင်းဆေးကတော်တော်ကိုတက်တာပါတယ်တက္ကသိုလ်ဝင်တန်းဆောင်ပွဲအောင်လို့အသက်မွေးရင်းကျောင်းလေးတက်ချင်တယ်ဒါပေမဲ့ကုန်ကျစရိတ်အများများမှလည်းကြောက်တယ်ဆိုတဲ့သူတွေအတွက်ဒီကျောင်းကိုလုံးဝရွေးချယ်တင်ပါတယ်။ကျောင်းမှာကျူရှင်လည်းမရှိတဲ့အတွက်ကြောင့်မလို့ကျောင်းကဆရာမတွေကကျောင်းမှာပဲတေချာလေးစေတနာထားပြီးတော့စာတင်ပေးပါတယ်။ဥပမာကိုကကျောင်းမှာစာတင်နေတဲ့အချိန်မှာအိမ်နိုင်လို့ဖြစ်ပေါ့နော်။အဲ့လိုမျိုးစာမရလိုက်ဘူးဆိုရင်ဌာနထိကိုသွားပြီးတော့စာပြန်မေးလို့ရပါတယ်။ရိုက်ခံရတာတမျိုးပေါ့နော်။ Okay စားလို့ရတာဝါသနာပါတဲ့လူတွေပြီးတော့မှသူ့တေသနာလို့ရတာဝါသနာပါတဲ့သူတွေအတွက်ဆိုရင်လည်းဒီကျောင်းကိုပြီးသွားတဲ့ခါကျရင်ဒီကျောင်းမှာပဲ master တွေ PhD တွေဆက်တက်ပြီးတော့ join လို့ရပါတယ်ပြီးတော့နိုင်ငံခြား scholarship တွေ join ချင်နေဆိုရင်လေတော်တော်လေးကိုအဆင်ပြေပါတယ်ကျောင်းတက်ကာလက4နှစ်5နှစ်လောက်ကြာတဲ့အခါမှာနေတဲ့ဆောင်ကအဆင်ပြေဖို့ကတော်တော်အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ဒီကျောင်းမှာကျတော့ဒီကာအဖြစ်အမျိုးသားဆောင်ဆိုရင်ဇီဝကဆောင်ရှိမယ်ဟန်လင်းဆောင်ရှိမယ်အမျိုးသမီးဆောင်ဆိုရင်တော့ကန်တမာဆောင်ရှိမယ်မြင့်စုဆောင်ရှိမယ်ပေါ့နော်အရင်တော့ကတော့ကျွန်တော်တို့ကျောင်းသားဟောင်းတွေနေခဲ့တဲ့နေရာကဒီပေါင်လောင်းဆောင်တို့အေရာဝတီဆောင်တို့ဗာမျိုးသားတွေနေထိုင်တယ်တာလာဝတီဆောင်တို့ဗာနေထိုင်ခဲ့ကြတာပေါ့နော်ဒါကျောင်းသားဆက်နေတဲ့နေရာတော့မတူခဲ့ကြဘူးအခုကျွန်တော်နေတဲ့နေရာတော့ဇီဝကအမျိုးသားဆောင်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခန်းထဲကိုတစ်ချက်လောက်ကြည့်ကြည့်ရအောင်နော်အဆောင်ရဲ့အတွင်းပိုင်းပဲဖြစ်ပါတယ်ဆိုတော့ဒီဘက်ကတော့အရေးခင်းရှိတဲ့ဘက်ပေါ့နော်ဒီမှာကျတော့ကျွန်တော်ရဲ့ကုတ်ကြီး2ယောက်ရဲ့ပေါ့ဘာသာဂျိုနဲ့မက်ဆီနဲ့ပုံကိုထားတယ်โอเคဒီဘက်မှာကျတော့စာကြည့်စပွဲပေါ့နော်စာကြည့်စပွဲလို့တာပြောတာပါစာမကြည့်ဖြစ်ပါဘူးဂိမ်းဆော့လိုက်ဂီတာတီးလိုက်နေပေါ့နော်ဆိုတော့ကျွန်တော်ပြောစရာကောင်းတယ်โอเคဆိုတော့ဒီဘက်ကကျတော့ဒါလေးကိုတော့သဘောကျတယ်ပေါ့နော်ကျွန်တော်တို့ကျောင်းဆက်တက်ချင်း2014ခုနှစ်တော့ဆိုကျွန်တော်ပစ္စည်းထိမဲ့နေရမရှိတော့တန်သက်တာတွေနဲ့လာရတယ်အင်္ဂါနဲ့ယူလာရတယ်အဲ့လိုမျိုးစကက်ခဲတော့ရှိတယ်ခုနောက်ပိုင်းဆိုရင်တော့ဒီလက်ကိတ်တစ်ခုယူလာမလားဒီအဲ့တစ်ခုခုနဲ့တေးလာမလားပေါ့နော်ပစ္စည်းတွေကိုဒီထဲမှာထားလို့ရတယ်ဆိုတော့တော်တော်လေးအဆင်ပြေလို့ပြောလို့ရတာပေါ့နော်အခန်းတွေကတော့တော်တော်များတယ်ပေါ့နော်ဒီအခန်းပေါင်း150နီးပါးတော့ရှိမယ်ထင်တယ်ဒါပေမဲ့ဒီကားလာတော့ကျောင်းပိတ်တဲ့ yes ဆိုတော့အဆောင်မှာတော့ကျောင်းသားတွေတော့မရှိသေးဘူးပေါ့နော်ဒီခန်းလေးတစ်ချက်ရကြည့်လိုက်ဆိုတော့ဒါတော့2ယောက်နေတဲ့ခန်းလေးဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဆင်ပြေတယ်တခြားအခန်းတွေကိုလည်းလိုက်ပြကြည့်မယ်အဆောင်ကဘယ်လောက်ထိအဆင်ပြေသေးလဲဆိုတာလိုက်ပြကြည့်မယ်ဆိုတော့ဒါမျိုး gym ဆော့တဲ့အခန်းလေးရှိရဆိုတော့တော်တော်အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်လို bike ပူလေးကိစ္စမရှိဘူးဆိုရင်တော့မဆော့ဘဲနဲ့လည်းနေလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဘုံမှန်တိုင်းပြောရင်တော့ဆော့ဖြစ်ဘူး okay အရေးကြီးဆုံးအချက်ပေါ့နော်ကျောင်းပြီးသွားတဲ့ခါကျရင်အလောက်ကန်ရရောအလောက်ကန်နဲ့ပတ်သက်ပြီးတော့လုံးဝကိုစိတ်ပူစရာမလိုပါဘူးခင်ဗျာဥပမာကိုပိုင်စီးပွားရေးပဲလုပ်မလားဒါကိုပိုင်မွေးမြူရေးပဲလုပ်မလားကိုတာဆာမရပြီဆိုရင်ကိုပိုင်ဆေးခန်းဖွင့်မလားစီနီယာကိုအမတို့ရဲ့ဆေးခန်းတွေမှာပဲပြန်လုပ်မလားဒါမှမဟုတ် company မှာလုပ်မလားပြီးတော့အစိုးရထဲဝင်ခြင်းတဲ့သူတွေအတွက်ဆိုရင်လေဒီတိရစ္ဆာန်ဆေးပညာဘွဲ့ DVM ဘွဲ့ဆိုရင်ဦးစီယာရှိရနဲ့ဒီ2026ခုနှစ်ကစပြီးတော့ပြန်ခေါ်နေပြီမွေးမြူရေးပညာရှင်တွေ4နှစ်ပေါ့နော် DDSC တွေကိုဆိုရင်လည်းသူတို့ဒုတိယဦးစီးမှုနဲ့ပြန်လိုက်ပြီးတော့ခေါ်ယူနေတာကိုတွေ့ရပါတယ်။အဲဒီတုန်းက BBSC တွေ DVM တွေဆိုရင်လည်းဒုတိယဦးစီးမှုနဲ့ပဲစခေါ်ခဲ့တာပဲဖြစ်ပါတယ်။
Okay ကျွန်တော်တို့ဒီချောင်းကိုရွေးချယ်တဲ့အကြောင်းတွေပြောပြီးပြီဆိုတော့ကျွန်တော်တို့ဒီချောင်းကိုမရွေးချယ်ခင်မှာ2ခါ3ခါလောက်စဉ်းစားတဲ့အချက်တွေကိုတစ်ချက်ပြန်ပြောကြည့်ရအောင်တနိုင်ငံလုံးမှာတစ်ချောင်းပဲရှိတဲ့တက္ကသိုလ်ဆိုတာတစ်ဖက်ကစဉ်းစားလိုက်ရင်တော့ကောင်းတယ်ဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားလိုက်ရင်တော့ဒီမိဘတဲ့ဝေးတဲ့နေရာမှာမနေချင်တဲ့လူတွေပြီးတော့ရန်ကုန်မန္တလေးတို့လိုမျိုးပြကြီးတွေမှာပဲနေတတ်တဲ့သူတွေအတွက်ဆိုရင်တော့အရန်တီးတန်းဆိုင်တဲ့ဒီရည်စင်းလိုနေရာမျိုးမှာကျောင်းလာတက်တာကတော့နည်းနည်းတော့စဉ်းစားရတော့ကြာမယ်ဒါပေမဲ့ကြာလာရင်တော့နေသားတော့ပြန်ကျသွားကြတာများပါတယ်တက္ကသိုလ်ရောက်ရင်စာလို့ဆရာမလို့တော့ဘူးတော့ဘာလို့ဆိုတာတော့ကျွန်တော်တို့တက္ကသိုလ်တော့တိတ်တော့မအပ်ဆက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့စာလို့ရပါတယ်စာမလို့ရင်စာမေးပွဲကြပါတယ်အထမ်းတင်စာမေးပွဲတွေဆိုရင်နှုတ်ဖြဖြရတယ် practical ဖြရတယ် EP ဖြရတယ်ဥပမာအဲ့ဒါကမှကိုကမအောင်လိုက်ဘူးဆိုရင်တော့နောက်ထပ်တစ်ခါ supplementary ဆိုပြီးတော့နောက်ထပ်တစ်ခါကျူးစာဖွင့်ပေးပါတယ်အဲ့ဒါမှမအောင်ရင်တော့ကြာပါနော်ဆိုတော့နောက်ဆုံးအရေးကြီးဆုံးအချက်ကကြတော့တရိษံတွေကိုချစ်တက်မှဒီချောင်းကိုရွေးချယ်လိုက်တာပို့ပြီးတော့အဆင်ပြေမယ်နော်။ဘာလို့လဲဆိုတော့ဒီ4 5 6နှစ်လုံးလုံးဒီတရိษံတွေနဲ့ပတ်သက်တဲ့မွေးမြူရေးလုပ်ငန်းတွေတရိษံစေကူတာရေးပညာတွေပြီးတော့မှဒီတရိษံတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲအဓိကထားပြီးတော့တင်တာဆိုတော့ကိုကဒီအကြောင်းအရာတွေကိုစိတ်ဝင်စားဖို့ပြီးတော့စာဖတ်ရတာလည်းဝတ္တနာမပါဘူး။အဲဆိုရင်ဒီချောင်းအစားတခြားချောင်းတစ်ခုခုကိုရွေးချယ်လိုက်တာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်။ဒါမဲ့ဒီပေါ့နော်မိဘတွေတက်ခိုင်းလို့လာတက်တဲ့လူတွေဆိုရင်လည်းနောက်ပိုင်းကျတော့ပြန်ဆင်းပြေးသွားတဲ့လူတွေတော့ရှိပါတယ်ဆိုတော့ဒါလေးတွေကစဉ်းစားစရာရအောင်ပြောပြရတာဖြစ်ပါတယ်โอเคဗီဒီယိုဒီထိကြည့်လာပြီဆိုရင်တော့ဒီချောင်းကိုနည်းနည်းပါတော့စိတ်ဝင်စားလို့ပဲဖြစ်မှာပေါ့နော်ဆိုတော့ဒီချောင်းကိုတက်ရောက်ဖို့ရန်အတွက်တက္ကသိုလ်ဝင်တန်းအမှတ်ပေါင်းဘယ်လောက်လိုအပ်တယ်လဲ2025ခုနှစ်ရဲ့ရှောက်လောပြန်ကြည့်လိုက်မယ်ဆိုရင်တော့ဒီတရိษံဆေးပညာဘွဲ့ပေါ့နော်ဆီယာဝန်ဘွဲ့ကိုကြတော့အမှတ်410နဲ့အထက်ကိုမှမင်္ဂလေး85ယောက်ယောက်ျားလေး85ယောက်ခေါ်ထားပါတယ်မွေးမြူရေးပညာဘွဲ့350နဲ့အထက်ကိုမှအမျိုးသမီး85ယောက်ျားလေး85ယောက်ခေါ်ထားပါတယ်အခုမှတက္ကသိုလ်ဝင်တန်းအောင်ကားစားလူတွေအတွက်ဆိုရင်စဉ်းစားလို့ရအောင်ဆိုတော့ပုံမှန်အဖြစ်တော့410 420 430ဒီဝင်းကျင်ပဲဖြစ်တာများတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့အမှန်နဲ့ကိုက်ညီဆိုရင်ဒီကြောင့်ကိုလာပြီးတော့ join လို့ရပါတယ်ဒီတော့တရိษံဆေးပညာဘွဲ့ဆေးအောင်ဘွဲ့ဆိုရင်တော့ပထမပြောထားသလိုပဲဒီမွေးမြူဆိုင်ရာဆေးတက္ကသိုလ်ရည်စင်းမှာပဲတက်လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့မွေးမြူပညာဘွဲ့အတွက်တော့ဒီရည်စင်းမှာတာမကဒီအေရာဝတီတိုင်းမှာဥပင်မှာဆိုရင်လေကျောင်းတစ်ကျောင်းထပ်ဖွင့်ထားတာရှိပါတယ်မကြခင်မှာလည်းနောက်ကျောင်းတွေထပ်ဖွင့်မယ်လို့သတင်းကြပါတယ်ဆိုတော့ကိုယ်နဲ့နီးစပ်ရမှာရည်စင်းထိကိုလာပြီးတော့တက်ဆရာမလို့တော့ဘူးပေါ့နော်ဒါလည်းတစ်ဖက်ကစဉ်းစားရင်တော့ကောင်းတဲ့အချက်ပဲပေါ့နော်ဆိုတော့ဒီကျောင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တာမျိုးရှိရဆိုရင်တော့ဒီမှာဖော်ပြထားတဲ့ဖုန်းနံပါတ်မှာလည်းဖုန်းဆက်ပြီးတော့မေးမြန်းလို့ရတယ်ပြီးတော့မှဒီမှာဖော်ပြထားတဲ့ website တွေမှာဆိုရင်ဝင်ရောက်ပြီးတော့ရှာဖွေလို့ရပါတယ်ခင်ဗျာပြီးတော့မှဒီကျောင်းနဲ့ပတ်သက်ပြီးတော့သိချင်တာလေးတွေရှိရဆိုရင်လည်း comment မှာဝင်ရေးသွားလို့ရတယ်ပြီးတော့မှဒီကျောင်းနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးတွေရှိခဲ့ပွဲဆိုရင်လည်း comment မှာဝင်ရေးပေးသွားလို့ရပါတယ် thank you